မန္တလေးငရင်ကြီးကြောင့်နိုင်ငံတော်ဝန်ရှိငရင်ဘေးသင့်ခဲ့ရတဲ့ဒေသများရှိပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာအသုံးပြုနိုင်ဖို့ပြည်တွင်းပြည်ပသာသနာပြုကျေးဇူးတော်ရှင်လူတော်ပြည့်ဆရာတော်ကြီးကိုအမှုထားကပြည်တွင်းပြည်ပမှာအလှရှင်များနဲ့အနုပညာရှင်များကစုပေါင်းပြီးတာမွေမြို့နယ်အောင်မြေဘောဓိဓမ္မရိပ်သာအလူတော်ပြည့်ကျောင်းတိုက်ကိုအလူငွေများပေးအပ်လှူဒါန်းခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မန္တလေးငရင်ကြီးကြောင့်ငရင်ဘေးသင့်ခံခဲ့ရတဲ့ဒေသများအတွင်းပြည်လည်ထူထောင်ရေးလုပ်ငန်းများမှာအသုံးပြုနိုင်ရင်အလူတော်ပြည့်ကျောင်းတိုက်မှာဆရာတော်နဲ့ပြည်တွင်းပြည်ပမှာအလှရှင်များအနုပညာရှင်များကစုပေါင်းပြီးလာမယ့်ဧပြီလ29ရက်နေ့မှာဒုတိယအကြိမ်မြောက်တွားရောက်လှူဒါန်းမှာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့ကတော့ဒီဦးစင် currency လုံးလိုက်တဲ့3600ကျော်လောက်ရတာပေါ့လေ။ဆိုတော့ဒုတိယအကြိမ်ပေါ့။အလုံးစုစုပေါင်းသူတို့ကတော့ဒေါ်လာ9သိန်းလူတက်မယ်လို့ပြောထားတာပေါ့နော်။နောက်ပြီးထိုင်းလက်ရှိပြည်ရဲ့ဒီအမရဲ့ foundation ကနေပြီးတော့ထိုင်းဘက်ပေါ့လေ1သန်းကျော်2သန်းလောက်လူတက်မယ်လို့ပြောပါတယ်အဲ့ဒါတွေကိုဦးစင်ပေါ့29ရက်နေ့မှာနေပြီးတော့အရင်ဆုံးသွားမယ်နေပြီးတော့ဦးစင်မန္တလေးအင်းလေးတို့ပေါ့နော်ဦးစင်ရဲ့တပည့်တကာမှနဲ့ပူပေါင်းပြီးတော့ corporate လုပ်ပြီးတော့မှဦးစင်တို့အိမ်တလုံးကို20ဆို20 30ပေါ့နော်ဆောက်ပြီးတော့လူတက်ဖို့ပြောနောက်ပြီးတော့တိုင်းရင်းသားလူမျိုးများရေးဝန်ကြီးဌာနကလည်းအဲ့မှာလည်းပဲဦးစင်ပေါ်ရောက်ပြီးတော့လူတန်းထားဖို့လည်းပဲဦးစင်အကျဉ်းနိုင်လုပ်ထားရတယ်ဒီအစားအသောက်တွေပေါ့နော်လူရောက်9000ကိုပေါ့လေ9000စာဝင်နေပြီးတော့ကိုတက်နိုင်ဆိုတော့ဇူတုဒေတာလည်းတော့ရောက်လူတက်မယ်ပေါ့နော်ဒီလိုမျိုးကိုနိုင်ငံသူနိုင်ငံသားတွေတတောက်တနေရာကမိမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျေးဇူးတော်ရှင်လိုတော်ဘေးစာတော်ဖျားဥထိတ်ထားပြီးတော့မှလူတန်းရချင်းလူတန်းဖြစ်ပါတယ်လို့အနုပညာရှင်များကလည်းငရေဘေးတင်ခဲ့တဲ့ဒေတာများအတွက်အလူငွေများလှူဒန်းမှုအပြင်လူကိုယ်တိုင်သွားရောက်လှူဒန်းမှုများပြုလုပ်သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်ဒုတိယအကြိမ်ပေါ့လူငွေ US 1000ခွဲပေါ့လှူတာပထမတစ်ကြိမ်က1000လှူတာပြီးပြီအဲ့ဒါတွေအကုန်လုံးကိုကျတို့ကမန္တလေးစကိုင်းနောက်ပြီးတော့အင်းလေးပေါ့နော်အဲ့ဒေသတွေမှာတွားရောက်ပြီးတော့ကိုယ်တိုင်ကိုကြသေးချာပေါ့လိုအပ်တဲ့ဟာတွေတွားလှူဖို့အတွက်ကိုကစီစဉ်နေတာပါအင်းလေးမှာဘုန်းကြီးကျောင်းပေါ့နော်ပြိုပြက်နေတဲ့ဘုန်းကြီးကျောင်းတွေကိုလည်းပြန်ပြီးတော့ပြင်ဆင်လှူဒန်းသွားဖို့ရှိပါတယ်ရှင်ပြည်တွင်းပြည်ပသာသနာပြုကျေးဇူးတော်ရှင်အလိုတော်ပြည့်ဆရာတော်ကြီးကိုအမှုထားပြီးမန္တလေးငရင်ကြီးကြောင့်ငရင်ဘေးသင့်ခဲ့ရတဲ့ဒေသများရှိသာသနိကအဆောက်အအုံများနဲ့လူနေအိမ်များအပြင်လိုအပ်တဲ့လှူဒန်းမှုများကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်။